မူသာဝါဒကိုခြေခံပြီးတော့စကားလေးမျိုးအဲ့ဒီထဲမှာဘာတပည့်တော်ကြားလိုက်တယ်ဘာလဲဆိုတော့စိတ်ရည်တိုင်းထွာတယ်ဟုတ်တယ်မုံဒီမှုစကားပြောတယ်နော်ဆိုတော့ဒီစကားတွေထဲမှာဖရုဒဝါစာစိတ်ရည်တိုင်းထွာတယ်အဲ့တော့အခုနော်TikTok တွေမှာဆရာနော်TikTok တွေမှာတစ်ဖက်နဲ့တစ်ဖက်သူတို့ဘီးမွေးတာလည်းဖြစ်ရင်ဖြစ်မှာဗောလေဒါတော့နော်ဘာသာရေးမိုက်နိုင်ငံရေးအရာဘာသာရေးမိုက်တိုက်တယ်လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်တို့တိုင်းပြည်ကလည်းဘာသာရေးနဲ့ဆိုအလွန်မတန်မှထိလွယ်ရှလွယ်လို့နော်ဆရာအဲ့ခါကျအခု TikTok တွေမှာဘာဖြစ်လဲအမုန်းစကားတွေပြောပြီးတော့ဆဲရေးတိုင်းထွာတယ်နဲ့ဘာသာရေးတွေကိုပုတ်ခတ်တဲ့ဟာတွေပါအများကြီးပေါ်လာတယ်ဒါမကန်မှုတွေကနေပဲနော်ဆရာမှုသားတွေကနေပဲအဲ့တော့ဆရာကြီးအဲ့ဒီ TikTok တွေမှာပေါ်လာတဲ့ဆဲရေးတိုင်းထွာပြီးတစ်ဖက်နဲ့တစ်ဖက်ဖြစ်နေတဲ့နော်တော်တော်ကြီးကိုမှစိုးဘက်ကိုဥတည်နေတဲ့အရာလေးတွေကိုဆရာပြောပြပါအောင်ဗျာကျေးဇူးပါဒီနေ့ဆွေးနွေးတဲ့အပိုင်းကတကယ်ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းပေါ့နော်တပည့်တော်တို့ဒီမြန်မာနိုင်ငံမှာဒီရွေးကောက်ပွဲတွေလာတော့မယ်ဆိုတိုင်းဒီမူတာဝါဒနဲ့ပဲပြည်သူလူထုလမ်းမအောင်လုပ်တယ်ဟုတ်ကဲ့ဆရာအမုန်းဆရာခုနရှေ့မှာဦးစင်းတင်ပြသလိုအမုန်းစကားတွေပေါ့နော်လိန်ညာတဲ့စကားတွေဂုံချောတဲ့စကားတွေတာထိုးအဲ့လိုပြောတဲ့စကားတွေတကယ်တမ်းပြောမယ်ဆိုရင်တော့ဒါတွေအကုန်လုံးကတပည့်တော်တို့ယူကောက်ပွဲမတိုင်ခင်ကာလာတိုင်းမှာတော့ဖြစ်နေကြပဲဒါပေမဲ့ပြည်သူလူထုကသတိမမုံမီဘူးနောက်တစ်ခုရှေ့မှာဆရာပြောသွားသလိုစစ်အာဏာရှင်တွေကလည်းဒီရွေးကောက်ပွဲမတိုင်ခင်တိုင်းမှာသူတို့အတွက်ကဒီရွေးကောက်ပွဲမှာလူတွေဝိဝါဒပွဲပြဖြစ်အောင်နောက်တစ်ခုကလူတွေ confuse ဖြစ်အောင်မျက်စိလဲအောင်ရှုပ်ထွေးအောင်အဲ့တော့ဘာပဲလုပ်တော့ဆိုတော့လူမျိုးရေးဘာသာရေးဟုတ်တယ်လူမျိုးရေးဘာသာရေးဘက်ကိုပဲသူတို့ကစောင်းပေးပြီးတော့ဆရာရှိမှပြောတဲ့ခုန TikTok ဟုတ်ကဲ့ TikTok social media ဆိုတာတော်တော်ကြောက်စရာကောင်းလာတာဟုတ်ကဘလောက်ကြောက်စရာကောင်းလာလဲဆိုရင်ဘာသာတစ်ခုနဲ့တစ်ခုတန်ဖိုးထားလေးစားရတဲ့အရာတွေကိုအရင်တော့6တောက်နဲ့တည်းခံတာအခုကမဟုတ်တော့ဘူးအိမ်သားတွေကိုဖုန်းယူသွားပြီးတော့အဲ့ဒါကိုကျင်ငယ်ရင်နဲ့ဟိုဟာပန်းထည့်ပြီးတော့ကိုဒီလုတ်တဲ့ဆိုတကယ်တမ်းကျတော့ဗီဒီယိုရိုက်ပြီးတော့တင်တာဗီဒီယိုအဲ့ TikTok ကလည်းအဲ့ဒါကိုမဖြတ်ချအောင်တော့အဲ့လူတွေကလည်းဘယ်လိုလူတွေလဲဆိုတော့နိုင်ငံရေးဘာမှမသိတဲ့လူတွေသိတော့မလားနိုင်ငံရေးဆိုတာဘာမှမသိဘူးရွေးကောက်ပွဲဆိုတာလည်းဘာမှမသိဘူးလူမျိုးရေးလည်းမသိဘူးဘာသာရေးလည်းမသိဘူးသူတို့က24နာရီဘာပဲလုပ်အောင်အလုပ်ပဲလုပ်ရတယ်တော့သူတို့အားတဲ့အချိန်မှာဒီ TikTok သုံးတယ်တော့ TikTok ပေါ်မှာအဲ့လိုဥဆောင်ပြီးတော့အမုန်းတရားဖြန့်တဲ့ပုံကိုယ်တွေရှိတယ်တော့အကုန်လုံးကအဲ့ဒီ social media မှာအခုကျွန်တော်တို့အရင်တော့ကမိထီလာမှာပြဿနာဖြစ်တယ်မန္တလေးမှာပြဿနာဖြစ်တယ်ရခိုင်မှာပြဿနာဖြစ်တယ်ဒီပြဿနာတွေအားလုံးကအဲ့တော့ Facebook ပေါ့နော်သတင်းကာဘူးဒီသတင်းတစ်ပုဒ်တက်လာပြီဆိုရင်ဒီသတင်းကမှန်သလားမှားသလားဘာမှလူတွေကဒါကြောင့်မို့ကျမ်းတော်မြတ်ကုရ်အာန်မှာဒီကျွန်တော်တို့လမ်းညွှန်ထားတာလေးတစ်ခုရှိတယ်ယာအယုဟလ္လဒီနာအာမနူအင်ဂျာအကွန်ဖာစီကွန်ဘေနာဘိုင်ဖတ်တဘိယာနူအန်တူစီဘူကောမန်ဘိချာလာဒင်ဖတ်တုစဘေဟူအလာမာဖအလ်ဒွန်နာဒီမီတော့အိုတဝယုံကြည်သူတို့တဲ့အင်ဂျာအကွန်ဖာစီကွန်အတင်တို့စီကိုတဲ့မယိုးဖြောင်းတဲ့သူတယောက်ရောက်လာပြီတဲ့ဖာနာဘိုင်အတင်တို့ကိုစကားတစ်ခုကိုသတင်းစကားတစ်ခုကိုပြောမယ်ဖတ်တဘိယာနူအန်တူစီဘူကောမန်ဘိချာလာဒင်မတိပဲနဲ့အတင်တို့ဟာတဲ့လူမျိုးတစ်မျိုးကိုဒုက္ခပေးမိရဲ့ကြုံသွားပြီဆိုရင်တဲ့ဖတ်တုစဘေဟူအလာမာဖအလ်ဒွန်နာဒီမီအတင်တို့လောက်ရပေါ်မှာနောင်တရနေကြလိမ့်မယ်ပြောချင်တာကလူတယောက်ကတခုခုစကားတခုကိုပြောဒီခေတ်ဆိုပို့ဆိုတာပေါ့ AI ဗီဒီယိုတွေနဲ့ဗီဒီယိုတွေကိုအတုလုပ်ပြီးတော့ဟုတ်လားအခုဆိုရင်မြန်မာနိုင်ငံကိုမွတ်စလင်တွေကသိမ်းတော့ပါမယ်တပည့်တော်ခဏပြောတယ်မြန်မာနိုင်ငံကိုမွတ်စလင်တွေသိမ်းတာမဟုတ်စစ်အာဏာရှင်တွေပဲသိမ်းတာဟုတ်တယ်အခုလည်းသိမ်းထားတာပဲအဲ့ဒီသိမ်းထားတဲ့ဂျားတွေကစစ်အာဏာရှင်တွေကထပ်ပြီးဒီမွတ်စလင်တွေကအခုသိမ်းခံရတော့ဘသူတွေမွတ်စလင်တွေလည်းပါတာဒီနေ့နွေဦးဒေါ်လာကြီးမှာအသက်ပေးသွားတာမွတ်စလင်290ကျော်သွားအသက်ပေးတဲ့ထဲမှာပါသွားပြီမွတ်စလင်တွေကပဲသိမ့်မယ်ဆိုဒါလည်းမှုသားပဲလေမှုသားပဲကိုပဲပြောနေတာမဟုတ်တာမဟုတ်ပြောမယ်ဆိုရင်တော့သူတို့ရဲ့အာဏာကိုလည်းမှုသားဝါဒနဲ့ပဲတိဆောက်ရတာပဲဟုတ်တယ်နော်မှုသားဝါဒနဲ့တိဆောက်တယ်အကြောက်တရားနဲ့တိဆောက်တယ်နောက်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တစ်ပါးရှိတယ်ကဖာဘီလ်မာအီကာဒီဘန်အန်ယူဟဒ်ဒီဆာဘီကုလီမာဆာမီအာလူတယောက်ဟာတဲ့တူတယောက်ကပြောလာတဲ့စကားလုံးတစ်ခုကိုတဲ့စဉ်းစားဆင်ခြင်မှုမရှိဘဲနဲ့အဲ့ဒါကိုပြန်ဖောက်တယ်ချရင်အဲ့ဒီသူကလူလိမ့်မယ်ကြောင့်မို့သူပါလိန်ဟန်ကြသွားပြီသူကလူလိမ့်ဖြစ်သွားပြီသူကပြောမှဆိုရင်တခုခုကိုယ့်စီကိုရောက်လာတဲ့သတင်းတခုခုရောက်လာအဲ့ဒါကို
ခုခေတ်စကားနဲ့မြန်ဖတ်ချက်လောက်ရတယ်ပေါ့နော်အဲ့ဒါကိုမှန်လားမှားလားဘယ်သတင်း source ကလာတော့ဘသူကပြောတာတော့ဘယ်မှာရှိခဲ့တာဘာတွေဖြစ်နေရတော့ဒါတွေကိုမသုံးသပ်ဖဲနဲ့ဒီ social media ရဲ့အင်အားကိုယူပြီးတော့အခြေခံလူတန်းသားတွေလည်းပင်ပန်းတယ်တနေ့ကုန်တနေ့ကအလုပ်လုပ်ရတာအထူးသဖြင့်ထိုင်းနိုင်ငံမှာအလုပ်လုပ်တဲ့လူတွေအရန်ပင်ပန်းတယ်ဟုတ်ကဲ့ဆရာပင်ပန်းတဲ့ဂျားတွေကသူတို့ကဒါကိုအပန်းဖြေမလားသူဖွင့်လိုက်ရင်အမုန်းစကားတွေပဲတွေ့ချင်းအမုန်းစကားဆိုချက်ချင်းဒေါသဖြစ်ဒေါသထွက်ပြီဒေါသဖြစ်တဲ့အလျောက်သူတို့မှလည်းဘလို့တုံ့ပြန်အောင်မှန်းဆိုတော့အသိမရှိဘူးမရှိတဲ့အပေါ်မှာမင်းတို့ကဒီလိုဆဲသလားငါတို့ကလည်းဒီလိုပြန်ဆဲမှာအဲ့မှာတန်တရားလဲသွားရောဟိုလူတွေကလက်ပိုက်ပြီးပြောနေမှာဗောအာနာရှင်တွေကကဲမုန်းကြစမ်းတတ်ကြစမ်းနော်မင်းတို့ရန်ဖြစ်နေကြသူတို့တပည့်တော်တို့ဒီပြည်သူလူထုအချင်းချင်းရန်ဖြစ်နေလေသူတို့အတွက်အကျိုးရှိလေပဲဒါပေါ့ဆရာဟုတ်အမြဲတမ်းတပည့်တော်ပြောတယ်တပည့်တော်တို့ဂျားထဲမှာအကြီးမားဆုံးသောအင်အားအကြီးမားဆုံးသောခွန်အားကဘာလဲဆိုမတူညီတာခုဘုန်းကြီးရှိတယ်ပါစတာရှိတယ်ပလီဆရာရှိတယ်မတူညီတဲ့သူတွေရဲ့စကလုံးတစ်လုံးတိုင်းဟာတောက်ဝင်ယုံကြည်သူတွေအားလုံးရဲ့နှလုံးသားထဲမှာခွန်အားဖြစ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒီဟာကိုကြောက်တာသူတို့ကဟုတ်တယ်အဓိကအကြောက်ဆုံးကအဲ့ဒါပဲဟုတ်တယ်ဒါကြောင့်မို့တပည့်တော်တို့ဂျားထဲမှာမတဲ့နေလေသူတို့အတွက်ပို့ပြီးအကျိုးရှိလေပဲဆိုတော့ပြောချင်တာကသူတို့ရဲ့မူတာဝါဒလှိုင်းလုံးနေတဲ့မှာဝင်ဟိုတခါတည်းမျောသွားကြမလို့ဘူးကိုရီမှာပြည်သူတွေမှာကိုပဲရှိတယ်ငါတို့မှာငါပဲရှိတယ်အဲ့တော့ငါတို့မှာရှိတဲ့ငါပဲဟိုပါတခါဖြုတ်ပြီးငါတို့အဲမှာမင်းတို့ကဘာသာမတူဘူးလူမျိုးမတူဘူးအတွေးအမြင်မတူဘူးရော့ကွာဖယ်လိုက်မယ်ဆိုရင်အင်အားတွေစုပ်ယုတ်တာပေါ့ဟုတ်တယ်ဆရာအဲ့ဒါကြောင့်မို့တပည့်တော်ဟိုအဓိကတော့ဒီ social media ကိုတချို့ကတော့အပြင်းပြေပေါ့နော်အပန်းဖြေဖို့သုံးရင်နဲ့အပန်းမပြေဘဲနဲ့ပို့ပြီးတော့တောကတွေပဲပွားလာတယ်ဒုက္ခတွေပဲများလာတယ်ဆိုတော့ social media မှာတွေ့သမျှ video file သေးသေးလေးတွေအချက်အလက်သေးသေးလေးတွေကိုမကြည့်ပါနဲ့ဥပမာအစ္စလာမ်အကြောင်းသိခြင်းအစ္စလာမ်ဘာသာရေးဆရာလာမေးခရစ်ယာန်အကြောင်းသိခြင်းခရစ်ယာန်နဲ့ပတ်သက်တဲ့ဆရာတော်တွေလာပြီးတော့မေးဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးသိခြင်းဗုဒ္ဓဘာသာစစ်မှန်နဲ့ပေါ့နော်စစ်မှန်ဖို့တော့လိုတယ်ဝိယုံဝိထားတာနဲ့တော့ဘာသာရေးကောင်းအောင်ဖြစ်တာပေါ့အဲ့ဒါလည်းသတိထားဖို့လိုဟုတ်တယ်ဆရာဟိုတချို့ကဝိယုံနဲ့ဒီဇိုင်းကတော့အပြည့်ပဲယူနီဖောင်းကအပြည့်ပဲဒါပေမဲ့လောက်တာကလည်းမူတာဝါဒပဲသူကလည်းဥဆောင်ပြီးတော့မူတာဝါဒလောက်တဲ့လူတွေနဲ့ပေါင်းထားတဲ့ဘာသာရေးကောင်းအောင်မဖြစ်ဖို့တော့လိုတယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့ဒီမူတာဝါဒဆိုတာပြောမယ်ဆိုတပည့်တော်တို့ရဲ့တရားမှာဆိုရင်တမန်တော်မုဟမ္မဒ်သခင်ကိုဒီသခင်ရဲ့ဩဝါဒအရပြောမယ်ဆိုရင်တောက်ဝင်ယုံကြည်သူနဲ့မူတာဝါဒနဲ့တဏှာတဲ့ဘယ်တော့မှမရှိဘူးဘာဖြစ်လို့လဲဆိုရင်တရက်မှာတမန်တော်မုဟမ္မဒ်သခင်ကိုမွတ်စလင်တွေကမကောင်းမှုအကုသိုလ်ကျူးလွန်နိုင်တယ်တခါတော့အကုသိုလ်တွေကျူးလွန်ကောင်းကျူးလွန်နိုင်တယ်အကယ်၍ပြန်နဲ့မွတ်စလင်တွေဟာတဲ့လိန်နိုင်လားဒီမူတာဝါဒကိုပြုလုပ်နိုင်တာတော့တမန်တော်မုဟမ္မဒ်သခင်ကကောလာမွတ်စလင်ဆိုတာမူတာဝါဒဘယ်တော့အခါမှမကျူးလွန်ဘူးဒါကြောင့်မို့တပည့်တော်တို့ရဲ့အစ္စလမ်တရားတော်အရပြောမယ်ဆိုရင်မူတာဝါဒဒီအင်မတန်အကုသိုလ်ကြီးတယ်ဘာဖြစ်လို့လဲဒီမူတာဝါဒကြောင့်ပြည်တစ်ပြည်လုံးပြတ်နိုင်ဟုတ်ကဲ့မူတာဝါဒကြောင့် community တစ်ခုလုံးပြတ်စည်းနိုင်တယ်မူတာဝါဒကြောင့်ဆရာနဲ့ကျွန်တော်နဲ့ယဉ်နှီးထားတဲ့ယဉ်နှီးမှုခဏလေးနဲ့ပြတ်သွားနိုင်တယ်ဥစဉ်နဲ့တပည့်တော်ကြားထဲမှာရှိတဲ့မေတ္တာတွေလည်းခဏလေးနဲ့ဖြည့်ဆည်းပြလို့ရတယ်ဒါကြောင့်မို့ဒီမှာဟိုနားမလဲတဲ့ပြည်သူလူထုတွေဟာဒီ social media ပေါ်မှာမြင်သမျှသေးသေးလေးတွေနဲ့လိုက်ပြီးရန်ဖြစ်မနေနဲ့တကယ်တမ်းကျတော့ဒီနေ့ဒီအချိန်ဟာကဘာကြီးမှာရောမြန်မာမှာရောကျွန်တော်တို့ပြည်သူလူတွေအချင်းချင်းရိုးသားတဲ့ပြည်သူတွေအချင်းချင်းညီညွတ်ဖို့အများကြီးလိုတယ်အဲ့ဒီအတွက်ကြောင့်ဒီအလိန်အညာစကားတွေနောက်တစ်ခုကဒီအမုန်းစကားတွေကနေပြီးတော့သတိထားဖို့လိုအပ်တယ်လို့တပည့်တော်ကတော့ဟိုရှုမြင်ပါတယ်ဟိုသောဆရာပြောတဲ့ဒီလူမှုကွန်ရက်ပေါ့နော် social media ဆိုတော့ Facebook ရှိမယ် YouTube ရှိမယ် TikTok ရှိမယ် Twitter ရှိမယ်တခြားသောလူမှုကွန်ရက်တွေလည်းအများကြီးရှိကြဒါ Facebook နဲ့ YouTube နဲ့ TikTok ကတော့မြန်မာပြည်မှာအများဆုံးအသုံးနဲ့ကွန်ရက်တွေပေါ့နော်ဆိုတော့ဦးဇင်းတို့ကဒီ Facebook YouTube TikTok ကိုဘာကြောင့်သုံးတယ်လဲခါတခုကိုပြန်မေးတယ်ဗျာဆိုတော့ဆရာစောစောက TikTok နဲ့ပတ်သက်တာပြောလို့ပေါ့ပြန်မေးတဲ့အခါမှာဦးဇင်း TikTok ကိုစသုံးကြည့်တော့ TikTok ရော YouTube ရောပါဗျာစသုံးကြည့်တဲ့အခါမှာဟိုဆယ်လီဖြစ်နေတဲ့သူတွေကဟာပေါ်တော်ခြာတာနောက်တစ်ခါအညီအတောက်တွေပေါ့နော်ဒါတွေပဲအများဆုံးဦးဇင်းတို့တွေ့နေရတဲ့အခါမှာဟာဒီတိုင်းပဲသွားကြတော့မှာလားပေါ့ဦးဇင်းစဉ်းစားတာပေါ့ဆရာရဲ့သွားကြတော့မှာလားဒီတိုင်းတိုင်းသွားနေမယ်ဆိုလို့ရင်တော့လူအဖွဲ့အစည်းကညဉ့်ညမ်းကုန်တော့မှာပဲပေါ်တော်တွေပဲဖြစ်ကုန်တော့မှာပဲတချို့ဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုလို့လက်တွေ့မကျတဲ့မျောလင်းချက်တွေ
မသားရဝါခမန်းနေပြောကြတဲ့ဟာလေဒီလိုပေါ့အဲ့လိုလက်တွေ့မကြတဲ့မျိုးလင်းချက်တွေပေးတယ်မဟုတ်ဒုက္ခတွေမဟုတ်တန်းတွေချော့ပြောတယ်ဆိုတော့ဟာဒီတိုင်းသွားနေတော့သင်မပြေတော့ဘူးအဲ့တော့ဒီ platform ပေါ်မှာငါတို့တက်နေရအောင်မှဖြစ်တော့မယ်ဦးသိန်းအရန်ကြီးစွမ်းလွန်းလို့မဟုတ်ပါဘူးဦးသိန်းရဲ့ဘဝတစ်ခုမြုပ်နှံခြင်းတည်လောကလူသားတွေကောင်းကျိုးဖြစ်ဖို့အတွက်ငါရက်တည်ရမယ်ငါလှုပ်လို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရက်တည်လာတာဖြစ်တဲ့အတွက်ဒီပေါ်ငါတို့တက်နေရအောင်မှဖြစ်မယ်နော်အာရမကြီးစိုးနေတဲ့အဝန်းဝိုင်းကိုဟာအာရမကြီးစိုးနေတာပဲကွာဆိုလို့ရှောင်ထွက်သွားရင်ဒါတကူပေါင်းသမားပဲအဲ့တော့ဒီတဲ့ကိုဝင်တိုးရမယ်ဓမ္မဖြစ်အောင်တည်ဆောက်ရမယ်ဒါကြောင့်ဆရာတော်မင်းတို့ညာဘုရားတက်ဆိုလဲရှောက်တယ်ဆရာတော်နေရာယူမရမယ်တပည့်တို့နော်ပလဘောတစ်ခုမှာဓမ္မပေါ်မှာရက်တည်နေတဲ့ဓမ္မဝါဒီသမားတွေနေရာမယူရင်အာရမဝါဒီတွေကြီးစိုးကုန်ကြမယ်